လုံးမဲ့မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အခုမှပေါ့နော် trading ကိုစလုပ်မဲ့ beginner တွေအတွက်ဒီ MT5 app မှာ demo account ဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ် Okay အားလုံးပဲအရင်ဦးဆုံးဒီ MT5 ထဲကိုအရင်ဝင်လိုက်ပါ MT5 ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော် guest star ဆိုတာလေးကိုရှိပါတယ် guest star ဆိုတာလေးကိုအရင်ဆုံးနှိပ်လိုက်ပါအဲ့မှာမဟုတ်လို့ရှိရင် add trading account ဆိုတာလေးကိုနှိပ်လိုက်ပါအမှဒီလိုမျိုးပေါ်လာလိမ့်မယ်နော်အမှဒီလိုမျိုးပေါ်လာတဲ့အခါမှာ find broker ဆိုတဲ့နေရာမှာMETA ဆိုပြီးရိုက်ရှာလိုက်ပါတချို့ဖုန်းတွေကတခါတည်းပါပြီးသားပါအမှကျွန်တော်တို့ Meta Quitted ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ရွေးပြီးတော့လို့ရှိရင်ကျွန်တော်တို့က demo account ဖြစ်မှာဆိုတဲ့အတွက် open demo account ကိုနှိပ်ပါနှိပ်ပြီးတော့လို့ရှိရင်သူကဒီလိုပုံစံလေးပေါ်လာပါလိမ့်မယ်ဒီလိုပုံစံလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ကfirst name မှာကျွန်တော်တို့ကကိုကြိုက်တာကိုထည့်လို့ရမယ်ပြီးလို့ရှိရင် second name မှာကြတော့လေကျွန်တော်တူတူပဲပေါ့နော်ကိုကြိုက်တဲ့ name ကိုထည့်ဒါဒီကော birthday လေးကြိုက်တာထည့်လို့ရတယ်ပြီးတော့ဖုန်းနံပါတ်ကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်ပလက်ကူမှာကိုခံပြီးတော့ကိုဖုန်းနံပါတ်အစစ်ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တခြားဖုန်းနံပါတ်တစ်ခုခုပေါ့နော်အဆင်ပြေတာကိုသုံးလို့ရပါတယ်ပြီးတော့ email ကကြတော့ကိုသုံးနေတဲ့ email ဒါမှမဟုတ်လို့ရှိရင်အဆင်ပြေတဲ့ email လေးထည့်လို့ရပါတယ်ဘောနော်ဒါကတော့ကျွန်တော်အခုဒါကျွန်တော်သုံးနေတဲ့ email အကောင့်လေးကိုကျွန်တော်ဒါထည့်ပေးထားတာပါ Okay အဲ့ဒါပြီးတော့လို့ရှိရင်အောက်မှာ leverage ဘာညာကတော့ဒါသူပေးထားတဲ့အတိုင်းပဲသုံးလို့ရတယ်ပြီးရင် deposit မှာကကိုကြိုက်တဲ့ deposit ကိုယူလို့ရတယ်ပေါ့နော်ဒါ1000 5000 3သိန်း5သိန်းကြိုက်တာယူလို့ရတယ်ပြီးရင်အောက်က accept ဆိုတာလေးကိုအမှန်ကျလေးနှိပ်ပြီးသွားလို့ရှိရင်ဒီ register ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒါ demo account တစ်ကောင်ရသွားပြီပေါ့နော်ဒါပြီးရင်အောက်မှာ dam ဆိုတာလေးကိုနှိပ်လိုက်ပါOkay ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ demo account ရသွားပြီပေါ့နော်ဒါ demo account ကိုစပြီးတော့အယောင်းဝယ်ဝင်လုပ်လို့ရပြီဒါကကျွန်တော်တို့လေ့ကျင့်မှုတက်ပေးထားတဲ့သဘောမျိုးပါUSD ဆိုပြီးရိုက်ရှာလိုက်တာနဲ့ကျွန်တော်တို့ကဒီလိုပုံစံလေးပေါ်လာတယ်အဲ့ဒါကိုညာဘက်ကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါကိုယ့်ရဲ့ဒီ chat ထဲမှာရောက်သွားပြီပေါ့နော်အောက်ဆုံးမှာကျွန်တော်တို့ XAUUSD ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်ပြီးတော့ဒီ chart ဆိုတဲ့ထဲကိုပေါ့နော်ဒါ chart ဆိုတဲ့ထဲဝင်ရလို့ရှိရင်ဒါ XAUUSD ရဲ့ဒါ chart ကိုရောက်သွားပါပြီဒါ XAUUSD ရဲ့ဒါရောင်းစည်းဝယ်စည်းတွေပေါ့နော်အဲ့ chart ထဲကိုကျွန်တော်တို့ရောက်သွားပါပြီအဲ့မှာကျွန်တော်တို့ကအယောင်းဝယ်ဝင်လုပ်တော့မယ်ဆိုလို့ရှိရင်ဒီညာဘက်တောင်လေးမှာရှိတယ်ပေါ့နော်အနီနဲ့အပြန်အောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒါအပေါ်ဘေးဘက်မှာဆိုလို့ရှိရင်ဒါဘေးဘက်မှာဆိုလို့ရှိရင်ဒါ sell close ညာဘက်မှာဆိုလို့ရှိရင်ဒါ buy close ပေါ့နော်တကူကရောင်းကျင်တယ်ဆိုလို့ရှိရင် sell ကိုနှိပ်ပြီးတော့ရောင်းလို့ရတယ် buy ဆိုတဲ့အလေးကိုနှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ဝယ်တာပေါ့နော်ဒါပြီးရင်အောက်မှာရှိတယ်ဒါ chart ဆိုတာကဒါကျွန်တော်တို့ကြည့်နေတယ်ပေါ့နော်ဥပမာရွှေဈေးပဲဖြစ်ဖြစ်ငွေဈေးပဲဖြစ်ဖြစ်ဒါကြည့်နေတဲ့ chart ကိုဒါကြည့်လို့ရမယ် okay ဒါဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်နောက် video မှာဒီ Meta Trader 5ကိုသုံးပြီးတော့ဒါ Canal theory လေးတွေပြီးလို့ရှိရင် strategy နဲ့ဆိုလို့ရှိရင်ဘယ်လို analyze လုပ်ရတယ်ဆိုတာလေး tools သုံးနည်းလေးတွေကိုကျွန်တော်အမျှဝေပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ